လောကမှာအချစ်ဆုံးဆိုတဲ့အရာတွေကဒုက္ခအပေးဆုံးပဲဖြစ်တယ်ဧကံပိယံဧကံဒုက္ခံတဲ့အချစ်တစ်ခုရှိရင်ဒုက္ခတစ်ခုရှိတယ်အချစ်များများရှိရင်များများချစ်ရင်ဒုက္ခများများရှိတယ်ဒုက္ခအများကြီးတွေ့နေပါတယ်ဒါကြောင့်မချစ်ပါနဲ့မေတ္တာထားပါမေတ္တာကအိမ်ရပါတယ်လောကမှာဘဝင်လေဟပ်ပြီးတော့မှငါချမ်းသာတယ်ငါမှယာရုကြီးတယ်ငါမှပြည့်စုံတယ်ငါမှပညာတတ်တယ်ငါမှလူကြည်ညိုခံရတယ်ဆိုပြီးတော့မှဘဝင်မမြင့်ပါနဲ့မာနမကြီးပါနဲ့အဲ့ဒီမာနကြီးနေတဲ့စိတ်ဟာတန်တရားမှာအောက်ဆုံးရောက်အောင်ဆွဲချပါမှာပါတန်တရားမှာအောက်ကြနောက်ကြဖြစ်အောင်ပို့ပေးမှာပါအဲ့ဒီမာနစိတ်အဲ့ဒီဘဝင်လေဟပ်နေတဲ့စိတ်ဟာတန်တရားမှာအမျိုးရုပ်တဲ့ဘဝကိုရောက်အောင်ပို့ပေးမှာတန်တရားမှာကြုံဘဝကိုရောက်အောင်ပို့ပေးမှာအဲ့ဒီမာနစိတ်ပဲဒါကြောင့်ဘယ်တော့မှမာနမကြီးနဲ့တန်လူညီလူကိုချင်းစာတရားနဲ့လူကိုလူလိုမြင်တတ်တဲ့စိတ်နဲ့ပဲဆက်ဆံပြီးပါနောက်တစ်ချက်ကပါလဲသာသနာကိုကြီးညိုတဲ့နေရာမှာသီလသမာဓိပညာဆိုတဲ့အရာကိုနားလည်ဖို့လိုတယ်နော်လူတစ်ယောက်ကိုလေးစားအားကြတဲ့နေရာမှာလူတစ်ယောက်ကိုစီးကပ်တဲ့နေရာမှာလည်းပဲဒီသီလအရေးကြီးတယ်သူကိုယ်တိုင်ကမှ၅ပါးသီလလေးတော့မလုံမဲနဲ့ကိုယ့်ကိုဘယ်လိုမျိုးသူကရှေ့တောင်လာကြလုပ်လို့ပါလဲသီလမရှိဘဲနဲ့ကောတမာရီတည်မယ်လို့ထင်တာတရားအထုတ်တဲ့အခါတမထတွေဖြစ်ဖို့တမာရီတွေတည်ကြည်ဖို့ကြိုးစားလို့ရမယ်ထင်တာဝေးတယ်ဒါကြောင့်သီလလုံခြုံတဲ့ပုဂ္ဂိုလ်တယောက်ကိုစိတ်ကမှအဲ့ဒီလိုပဲကိုချင်းသီလတွေကောင်းအောင်ကိုယ့်ကိုဆုံးမပြည့်နေနိုင်ပါဘူးသူများကကောင်းတယ်သူများကနာမည်ကြီးတယ်ဆိုရင်ရမ်းပြီးတော့ကိုးကွယ်လို့မရဘူးရမ်းပြီးတော့စိတ်ကပ်လို့မရဘူးရမ်းပြီးတော့မှယုံကြည်လို့မရဘူးအစာရတတ်လို့ဘဝပြတ်သွားလိမ့်မယ်အဲ့တော့ဦးဇင်းတို့တမာရီတီလာတွေကိုချင်းတီလာတွေကောင်းအောင်ကိုယ့်ကိုပြုပြင်ပေးနိုင်ရမယ်ဆုံးမပေးနိုင်ရမယ်တမာရီတွေတည်ကြည်လာအောင်အာယုန်တွေတည်ကြည်ပြီးတော့လောကဓာတ်တရားတွေနဲ့တွေးကြုံတဲ့အခါမှာအေးအေးဆေးဆေးနဲ့ရင်ဆိုင်ဖြည့်ရှင်းနိုင်အောင်လည်းပဲမလုပ်ရမလဲလမ်းပြပေးနိုင်တဲ့လူဖြစ်ရမယ်နောက်ပိတ်ဆုံးပညာဆိုတဲ့နေရာမှာဘွဲတွေရအောင်သင်တာကိုပြောတာမဟုတ်ဘူးပညာဆိုတာဘာကိုပြောတာလဲအမှားအမှန်ကိုခွဲခြားသိနိုင်တဲ့ဉာဏ်ပညာအကောင်းအဆိုးကိုခွဲခြားသိနိုင်တဲ့ဉာဏ်ပညာတချို့လူတွေကအကောင်းမြင်တယ်ဆိုတဲ့နေရာမှာလည်းပဲကိုချစ်တဲ့လူကိုအကောင်းမြင်နေလို့အားကြီးရင်လည်းပဲအမှားကိုမမြင်တော့ဘူးအမှန်ကိုမမြင်နိုင်တော့ဘူးကိုချစ်တဲ့လူဘာလို့အကောင်းပဲမြင်နေတော့တာဒါဟာလည်းမှားတယ်အကောင်းမြင်တယ်ဆိုတဲ့နေရာမှာမှန်ကန်တဲ့ဘက်ကနေအကောင်းမြင်တာကိုပြောခြင်းဖြစ်တယ်မှန်ကန်တဲ့ဘက်ကနေအကောင်းမြင်နိုင်ဖို့ဒါကိုပြောတာအဲ့တော့ပညာဆိုတာကပညာတတ်ဘွယ်လူဂုံသိန်းကြီးတွေရနေမှာမဟုတ်ဘူးအဲ့ဒါကိုပြောတာဆိုတာမဟုတ်ဘူးပဲပြုတ်တတ်ရင်လည်းပဲပြုတ်တယ်မှာလည်းပဲပြုတ်တယ်သူပညာနဲ့သူပဲစပိန်ပြင်တတ်တယ်စပိန်ပြင်တတ်တဲ့အသက်မိုးဝမ်းကြောင်းတစ်ခုခုပညာပဲဒါဈေးရောက်တာပဲဖြစ်ဖြစ်ရွှေရောက်တာပဲဖြစ်ရတနာရောက်တာပဲဖြစ်စီးပွားရေးကုမ္ပဏီထောင်တာပဲဖြစ်ဖြစ်ဒါဟာပညာပဲသူ့အရွယ်နဲ့သူ့အနေအထားနဲ့အသက်မိုးဝမ်းကြောင်းတစ်ခုတည်းပညာတစ်ခုခုတတ်ထားရမယ်အကြောင်းအကျိုးအကောင်းဆုံးကိုခွဲခွဲခြားခြားသိရမယ်မှန်ကန်တဲ့ဘက်ကနေအကောင်းမြင်ရမယ်ဒါဟာပညာလို့ခေါ်တယ်ဒါကြောင့်ဘဝရဲ့လက်ကျန်အချိန်တွေမှာအချစ်ကိုမရှားပါနဲ့ချစ်လည်းမချစ်ပါနဲ့လူတိုင်းအပေါ်မှာမေတ္တာထားနိုင်အောင်ကြိုးစားပါမှန်ကန်ပြီးတော့မှဖြူစင်တဲ့မေတ္တာပေးနိုင်အောင်ပဲကြိုးစားပါအေးချမ်းပါလိမ့်မယ်မာနမကြီးမိပါစေနဲ့ဘလောက်ချမ်းသာလို့ပဲဖြစ်ဖြစ်ဘလောက်ဖဲယာရုကြီးလို့ပဲဖြစ်ဖြစ်ဘလောက်ဖဲပညာတွေတက်လို့ပဲဖြစ်ဖြစ်မာနတွေထောင်လွှားပြီးတော့မှမောက်မနေမိပါစေနဲ့အဲ့ဒါဟာကိုယ့်ဘဝကိုအောက်ဆုံးကိုရောက်အောင်တွန်းပို့နေတယ်လို့မှတ်ပါနော်ကြုံဘဝအနိုင်ခံဘဝတန်တရားမှာဖြစ်တတ်ပါတယ်မာနကြီးရင်နောက်တစ်ခုကဘာလဲဆိုရင်သီလတွေကိုချင်းသီလတွေပြည့်စုံအောင်ကြိုးစားပါ
လောကဓာတ်နဲ့တွေ့ကြုံလာတဲ့အခါမှာရင်ဆိုင်နိုင်မှုအတွက်တမာတိလိုပါတယ်သီလနဲ့တမာတိပေါင်းလိုက်မှပညာဆိုတာဖြစ်ပါတယ်အဲ့ဒီမှာပညာဆိုတဲ့နေရာမှာအကောင်းဆုံးအကြောင်းအကျိုးအမှားအမှန်ဒီခန္ဓာရဲ့သဘောကိုအမှန်တိုင်းသိဖို့အတွက်လိုပါတယ်ဒါကြောင့်ဘဝရဲ့လက်ကျန်အချိန်ဒီမှာမေတ္တာထားမာမာနကိုလျှော့ခန္ဓာရဲ့သဘောလောကရဲ့သဘောကိုအမှန်မြင်နိုင်အောင်ကြိုးစားပြီးတော့မှကိုယ်စိတ်နှပြကျမ်းမှချမ်းသာပြီးနိဗ္ဗာန်ကိုမျက်မှောက်ပြုလည်နိုင်တဲ့ပါရမီရှင်သူတော်ကောင်းဖြစ်နိုင်ပါစေ